မနေ့ကတော့ S&P 500ကစံချိန်တင်အမြင့်ဆုံးဈေးနှုန်းဖြစ်တဲ့$9,991အထိကိုတက်သွားခဲ့ပါတယ်ဒီလို S&P 500တက်သွားတဲ့အဓိကအကြောင်းရင်းကတော့ဒီအပိုင်းတွင်ပြန်တက်လာတဲ့နေပညာ stock တွေနဲ့အေးလာတဲ့ American နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုကြောင့်ဖြစ်ပါတယ်ဆိုတော့ American ဗဟိုဘဏ်အနေနဲ့ဘာအတိုးနှုန်းတိုးလာနိုင်ချေမရှိတော့ဘူးလားဒါမှမဟုတ်လာမယ့်စက်တင်ဘာလမှာ surprise တက်ပြီးတော့တိုးနှုန်းတိုးလာဖို့ရှိလားလက်ရှိကမ္ဘာစီးပွားရေးကိုအရွှေ့အပြောင်းဖြစ်စေတဲ့ဒီအကြောင်းကိုဒီနေ့လေ့လာကြမှာဖြစ်ပါတယ်ဗုဒ္ဓနေ့ကထွက်လာခဲ့တဲ့ဇူလိုင်လအတွက် CPI ကတော့ 3.4 ရာခိုင်နှုန်းမှာရှိပြီးတော့ဇွန်လတုန်းကထက်လျော့နေလာပါတယ်။စီးပွားရေးပညာရှင်တွေကတော့ core inflation ကိုပိုပြီးဦးစားပေးစောင့်ကြည့်ခဲ့ကြပါတယ်။ core inflation ကလည်း 2.5 ရာခိုင်နှုန်းထိကျဆင်းလာပြီးတော့စားသောက်ကုန်နဲ့စွမ်းအင်ဈေးနှုန်းကလည်းအနည်းငယ်ကျဆင်းလာတာကိုပြသပါတယ်။အမေရိကန်နိုင်ငံမှာတော့စီဈေးနှုန်းအနည်းငယ်ကျသွားခဲ့ပါတယ်။ပြီးတော့ကမ္ဘာဖလားပြီးဟိုတယ်ခတွေကလည်းဈေးပြန်ကျလာပါတယ်။ဒါပေမဲ့စီစဉ်တော့ကတော့ရှေ့အလေးပိုင်းကတင်းမာမှုမြင့်မားနေတွေ့တော့ဆက်လက်ကြမလားဆိုတာအမခံချက်မရှိပါဘူးဒီလိုအခြေအနေတွေကြားမှာပဲ American ဗဟိုဘဏ်ကြီးကဲများကြားမှာလည်းမတူညီတဲ့အမြင်များလည်းရှိလာတာတွေ့ရပါတယ်ချီကာဂိုကအကြီးကဲဖြစ်တဲ့ Austin Cosby ကတော့ငွေကြေးဖောင်းပွားမှုရည်မှန်းချက်ဖြစ်တဲ့2ရာခိုင်နှုန်းလမ်းကြောင်းပေါ်ကိုပြန်ရောက်လာနိုင်ခြေရှိတဲ့အခြေအနေကောင်းရှိလာပြီလို့ပြောပါတယ်ဒါပေမဲ့ Boston ကိုစားပြု Fed အကြီးအကဲဖြစ်တဲ့ Susan Collins ကတော့တကယ်လို့ငွေကြေးဖောင်းပွားမှုဟာထင်သလောက်ကျမလာရင်လာမယ့်စက်တင်ဘာလမှာအတိုးနှုန်းတိုးတင်တယ်လို့ပြောပါတယ်။အီရန်စစ်ပွဲကြောင့်မြင့်မားနေတဲ့ကုန်စည်နှုန်းကဝင်ငွေနှဲပါတဲ့မိသားစုများအတွက်ဖိအားဖြစ်နေစေလို့လည်းသူကပြောပါတယ်။ဆိုတော့ဗဟိုဘဏ်အတိုးနှုန်းနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချရမယ်လာမယ့်စက်တင်ဘာလမှာတော့ American ဗဟိုဘဏ်နဲ့ပါဆက်လုပ်မှာလေ။ဒီတစ်ပတ်ထွက်လာခဲ့တဲ့ data တွေထွက်မလာခင်တုန်းကတော့ဈေးကွက်ကစက်တင်ဘာလမှာဗဟိုဘဏ်နဲ့အတိုးနှုန်းတိုးလိမ့်မယ်လို့အများစုကခန့်မှန်းခဲ့ကြပါတယ်။အခုတော့အတိုးနှုန်းတိုးနိုင်ချေဟာ69ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းထိကျလာပါတယ်။ Trader တွေအများစုကတော့ Fed အနေနဲ့လာမယ့်စက်တင်ဘာလကျလို့ရှိရင်အပြောင်းလဲမလုပ်ဘဲနဲ့အတိုးနှုန်းကိုဒီတိုင်းပဲဆက်ထားမယ်လို့ခန့်မှန်းနေကြပါတယ်။အခုတော့ဈေးကွက်ကလာမယ့် August လ26ရက်နေ့မှာထွက်လာမယ့် Core PEC Index ကိုပဲစောင့်ကြည့်နေကြတွေ့ရပါတယ်။ထွက်လာမယ့် Core PEC Index ပေါ်မှာမူတည်ပြီးတော့အတိုးနှုန်းနဲ့ပတ်သက်ပြီးအပြောင်းလဲရှိနိုင်လို့ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အတိုးနှုန်းနဲ့ပတ်သက်ပြီးတော့အကုန်လုံးကဆက်နွေနေလို့သတင်းတွေကိုတော့အဆက်မပြတ်နားဆွင့်ဖို့တော့လိုပါတယ်။